ခင်ဖြစ်သူရဲ့နှွေးထွေးမှုကိုလက်မခံခဲ့တာကြောင့်ပရိသတ်တွေကိုအတွေးကိုစီဖြစ်စေခဲ့တဲ့ပြည်သူဦးနဲ့သမီးဖြစ်သူပြည်သူတော်တို့ရဲ့ဆက်ဆံရေးပရိသတ်တွေအားကြအတူယူရတဲ့အနုပညာရှင်စံပြဇနီးမောင်နှံကတော့ပြည်သူဦးနဲ့အင်ဒရာကျော်စင်တို့ပဲဖြစ်ပါတယ်တည်ပြည့်စုံတဲ့မိသားစုဘဝလေးကိုပတ်ဆိုင်ထားတဲ့သူတို့ဇနီးမောင်နှံဟာမကြသေးခင်ကပြုလုပ်ခဲ့တဲ့အခမ်းအနားပွဲတစ်ခုကိုသမီးဖြစ်သူနဲ့အတူတက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဖခင်ဖြစ်သူပြည်သူဦးနဲ့သမီးကြီးပြည်သူတော်တို့ရဲ့လှုပ်ရှားမှုဗီဒီယိုဖိုင်လေးတစ်ခုကြောင့်ပရိသတ်တွေကြားမှာအမျိုးမျိုးအတွေးကိုစီဖြစ်သွားခဲ့ကြပါတယ်။အခမ်းအနားပွဲထဲမှာဖခင်ဖြစ်သူပြည်သူဦးကပြင်းပြင်းရွှင်ရွှင်နဲ့သမီးဖြစ်သူရဲ့လက်ကိုဖခင်တယောက်ရဲ့မြတ်တာပြင်းနဲ့နေတွေးစားလမ်းပြီးစုပ်ကင်ခဲ့ပေမဲ့သမီးဖြစ်သူပြည်သူတော်ကတော့ဖခင်ရဲ့လက်ကိုရှစ်ကန်ပုံစံမျိုးနဲ့အသားအရပြန်လည်ရုံးပယ်ညင်းပယ်ခဲ့တာကိုမြင်တွေ့ခဲ့ရလို့ပါဒီအပြုမှုလေးကြောင့်ပရိသတ်ချိုးကသမီးနဲ့ဖခင်ကြားမှာအဆင်မပြေမှုတစ်ခုခုရှိနေတယ်လားဆိုပြီးစိုးရင်တဲ့အကြည့်မျိုးတွေတွေးသွားမိခဲ့ကြပါတယ်ဒါမှမဟုတ်လူငယ်သဘာဝအရာလူရိပ်သူရိပ်ကင်မရာရဲ့လမ်းမှာလက်ကင်တာမျိုးကိုရှက်တက်ကြတာများလားဆိုတာကတော့အတွေးများစွာနဲ့ပရိသတ်တွေကြားမှာဝေဖန်ပြောဆိုနေကြဆဲဖြစ်ပါတယ်။တချိန်ကအမျိုးသမီးပရိသတ်တွေကြားထဲမှာနာမည်ကြီးလူကြိုက်များတဲ့နိုင်ငံတော်သရုပ်ဆောင်မင်းသားရဲ့ကိုကိုဟာဆိုရင်အားလုံးကချစ်ခင်အားပေးကြတဲ့နိုင်ငံတော်နည်းပညာရှင်တယောက်လည်းဖြစ်ပါတယ်။သူသရုပ်ဆောင်ရဲ့ကိုခဲ့တဲ့စကားပေါင်းများစွာကိုလည်းအားပေးနေကြတဲ့ပရိသတ်တွေကလည်းလက်ရှိချိန်ထိခိုင်မာရှိနေစေလည်းဖြစ်ပါတယ်။ရဲကိုကိုရဲ့ပြောင်မြောက်တဲ့အမှုပညာပြောက်ကွက်တွေကိုတစ်ခေတ်တစ်ခါတုန်းကအရန်ကုန်မှာနိုင်ငံကြီးခဲ့တဲ့အကြောင်းတင်ဆက်ပေးချင်ပါတယ်။နဲ့ပရိသတ်တွေလည်းမကမျိုးပရိသတ်တွေမှာပါအခိုင်အမာရရှိထားတဲ့မင်းသားကြီးရဲ့ကိုကိုဟာဆိုရင်ကိုရီးယားမင်းသားတွေရှုံးလောက်အောင်ချုံမောခန့်ညာမှုတွေကိုပိုင်ဆိုင်ထားတာကြောင့်မင်းကလေးပရိသတ်တွေရဲ့အသေးကိုလက်ကင်နိုင်သူလေးလည်းဖြစ်ပါတယ်ဗီဒီယိုလောကမှာအဲ့ဒီခေတ်တုန်းတွင်းညီသရုပ်ဆောင်ခဲ့သူတွေကတော့တီဟာတင်ဆိုဇင်မာဦးနေထက်လေးမြက်ကေတီအောင်ဝေလူကျော်နန္ဒလိုင်တို့ကပရိသတ်အကြိုက်ဆုံးတွဲဖက်အနေဖြင့်နေရာယူထားခဲ့တာပါအဲ့ဒီထဲမှာရဲကိုကိုနဲ့လေးစားနေစောဟာလည်းဗီဒီယိုခေတ်လောကထဲမှာတွဲဖက်အညီဆုံးပဲဖြစ်ပါတယ်ကြားပါဟဲ့ကဘာကြီးတုံသွားမယ်ဆရာကြီးမလုံးနဲ့ခေါင်းလာပန်းလာချစ်စရာလေးတွေဖြစ်ကုန်ပြီဒေါ်လာအဖြူရောင်တွေကအနက်ပြိုပြိုမေးတိုးမဲတွေအကြောင်းအကဲမဆန်းနဲ့ပွဲချမ်းသွားမယ်စွန့်စားမယ်အချစ်မုံတက်ဖူးပြစ်လိုက်မယ်အချစ်မြောင်ရီးစားနဲ့ရီးစားတန်ရောစင်မျိုးတော့လောဘမကြီးနဲ့အဆရှိတဲ့စကားတွေကတော့ရဲခုကိုနဲ့လင်းစားနေစော်တို့တွဲဖက်ရက်ကူခဲ့တဲ့စကားတွေများလည်းဖြစ်ပါတယ်ဗီဒီယိုခေတ်တုန်းကခေတ်ပြိုင်မင်းသားတွေထက်လဲကြေးအများဆုံးရရှိထားတဲ့အပြင်သူ့ရဲ့တမှုထူးခြားတဲ့အကတွေဟာလည်းအလွန်ခေတ်စားတတ်ပါတယ်။အိန္ဒိယရုပ်ရှင်စကားတွေလိုမျိုးပဲတချင်းနဲ့အကမပါရင်တော့မပြည့်စုံသလိုရဲကိုကိုရဲ့စကားတွေမှာလည်းအကတွေမပါရင်တော့လုံးဝမပြည့်စုံနိုင်ပါဘူး။တချင်းနဲ့အကတွေဟာလည်းရဲကိုကိုရဲ့ဗီဒီယိုစကားတိုင်းမှာသင်္ကေတတစ်ခုပဲဖြစ်ပါတယ်။မင်းသမီးလင်းစားနေစောရဲ့နောက်ကိုရီးစားစကားပြောလိုက်ရင်လည်းအရှိအကတွေတွဲဖက်ဖြောပြတင်ဆက်ထားတဲ့ဇဝင်ခါဟာလည်းပရိသတ်တွေအကြိုက်ဆုံးပြောက်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လဲရဲကိုကိုလိုက်တူကြတဲ့ပရိသတ်တွေလည်းရှိကြပါတယ်။